ဆိုတာအကျိုး10ပါမတောင်းမနဲ့ပြည့်တယ်အဲ့ဒီရေအကျိုး10ပါဆိုတာဟောတော်မူပါအောင်ခင်ဗျာရေအကျိုး10ပါဆိုတာတိပွက်လေဟင်းမြန်ကြီးကျမကြီးကပြည့်စုံနေတော့အထိုင်ထအသွားလာတာစားပေါ်မှာတွက်လက်နေတာပေါ့ကျမဗျာဟေ့ကျိုးစိုးချင်းလူပိတအလင်းမှာထင်ရှားကျိုးစိုးချင်းရှိတာပေါ့သူစင်ချေချင်းရင်လို့ရဲ့တက်တီအညစ်အကြေးတွေကိုစင်ကြယ်စေးကြောနိုင်တဲ့ကဲဒီအထုရှင်များမှလေဦးဤတန်ရှင်းကြီးစိတ်ဤတန်ရှင်းကြီးနဲ့ပြည့်စုံပါလေကျမဗျာနောက်တစ်ခုကလေးမိုးတိတ်ချင်းမှကင်းကြီးနဲ့ဒီဘဝဒီအခါမဆိုရင်ငတ်တဲ့ဒီအန်ရမှာကင်းပြီးကိုတွေးပူပါဆူဆူပြပြရှိချင်းငါအချွေညာများချင်းကိုကြည်ညိုချစ်ခင်တဲ့လူတွေများတယ်ပေါ့6အာယုအသက်ရှိခြင်းခုနှစ်ဝဏအစင်းလာခြင်း8ဒုက္ခချမ်းသာခြင်း9ဗလာကိုအားကြီးခြင်း10ပฏิပန္နဉာဏ်ပညာကြီးခြင်းအဲ့ဒီ10ပါးကိုတက္ကမကြီးကျမဗျာဒီလိုအကျိုးတွေရမယ်ဆိုတော့တတိတော်ကဘုမရကျုံနဲ့တော့ဗျာအေးတာဒီလိုစိတ်ချမရှင်းနိုင်ရှိလို့မင်းလျှောက်ပြန်ခွင့်ပြုလို့ဟောညာဘူးတက္ကမကြီးတပည့်တော်မာတို့မှာဆုံးကပ်လို့ဆိုတာဆုံးကျွေးရင်းနဲ့ဝေရချမ်းရလို့ငွေကုန်တာကတမျိုးမုံမတဲ့ခင်အချိန်ကြီးအောင်မိအပူခမ်းပြီးချက်ရပြုတ်ရတာကတမျိုးအဲ့လိုငွေကုန်ပန်းနဲ့ထူရတဲ့ဆုံးအကျိုးက9ပါးကြောင်းမရှိတဲ့ရေတွင်းကရေကိုခတ်ပြီးလှူရတဲ့လူကြတော့ရေကျိုး10ပါးဆုံးအကျိုးတဲ့9ပါးကြီးတောင်ပိုးမနေဘူးလားဗျဟေးသူ့မှာငွေလည်းမကုန်လူလည်းမပေးမှမဟုတ်ဗျဟုတ်ပါရဲ့ဒီဘုံစင်းတော့ဟုတ်ပြီဟာ